အပုပ်နဲ့သွေးညီနှံ့တွေကျွတ်ဆွဲနေတဲ့လူသက်လိုင်စင်ရစစ်သမျှဂိုင်းဟာဧပြီ13ရက်နေပြည်တော်မြို့တော်ဝင်မန်းတပ်မှာလူစစ်ခေါင်းဆောင်စိုးဝင်းပါဝင်ဘုံကျုပ်တွေသူတို့ရဲ့ပြည်သူတွေလူနေတဲ့ဘားတွေမှာတနခါလူခံခဲ့ကြပါတယ်မြန်မာတက္ကရာ1386ခုနှစ်ကုန်ခါနီး2025ခုနှစ်မတ်လ28ရက်မှာပြင်းထန်ကြမ်းတမ်းစွာလှုပ်ခတ်သွားခဲ့တဲ့စကိုင်းပြည့်ရွေကျော်ငလျင်ကြီးတော်လဲတံပေးပြီးရိုက်ခတ်ခဲ့မှုနဲ့နောက်ဆက်တွဲငလျင်တွေမိုးသက်မုန်တိုင်းတွေအောက်မှာမြန်မာနိုင်ငံတဲ့တိုင်းရင်းသားပြည်သူလူထုဟာသွေးအလူလူမျက်ရည်အလိမ့်လိမ့်နဲ့ကုန်ဆုံးသွားခဲ့ကြရပါတယ်အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့မတ်လ28ရက်မှာပြင်းထန်စွာလှုပ်ခတ်ဖျက်ဆီးသွားတဲ့စကိုင်းပြည့်ရွေကျော်ငလျင်ကြီးကြောင့်ပြိုပျက်သွားတဲ့အပျက်စီးပုံတွေအောက်မှာမထုတ်နိုင်သေးတဲ့အလောင်းတွေအများအများကျန်သေးတဲ့အခုချိန်ထိမြန်မာပြည်သူ4000ကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့တောင်းချီဒဏ်ရာရခဲ့ပါတယ်။ငလျင်ဘေးသင့်ပြည်သူ2သိန်းငလျင်ဘေးအိုးအိမ်အဆောက်အုံ9000ကျော်ရှိလာပါပြီ။တမိုင်းဝင်မွေးနှစ်တွေဖျားပထိုးစေရီလန္ဒတာဘာသာရေးအဆောက်အုံများစွာပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။အဲ့ဒီလောက်ဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့မြန်မာပြည်သူတွေကိုနှစ်တကူတကြံကာလအတွင်းမှာလည်းအကောင်းဆိုးဝါစစ်မိတ်စာအရင်ဆိုင်တွေဟာရက်တိုက်လေရင်နဲ့ဆေးဟဲရင်တွေနဲ့ဘုံကျဲတက်ဖြတ်မပြတ်နေစေပါရုံမှာမိုက်ရိုင်းနေစေမှုအတာကူးတဲ့လာတကူးမှာဘုံတန်တနက်တန်ငိုကြွေးအော်ဟိညင်းညူတန်တွေတင်းနဲ့ကြမ်းနဲ့မြမနှစ်တ1389ခုနှစ်ကိုဦးပြောင်းရောက်ရှိလာခဲ့ပါတယ်။ပြည်သူကိုကယ်တင်ဖို့မတင်ကြပဲပြည်သူကိုတတ်ဖို့သာတင်ကြားထားတဲ့အကောင်းဆိုးဝါးစစ်ကိုင်းကျုပ်မင်းအောင်နိုင်ဟာသခိုင်းငလျင်ကြီးကြောင့်တေကျေပိတ်မိနေကြတဲ့ပြည်သူလူထုကိုရှာဖွေကယ်ဆယ်ရမယ့်အစားသူ့ရဲ့အာဏာတည်မြဲဖို့ရရယူပြီးတော့တောင်ကြီးမျိုးကရွှေဘုံပွင့်ဖျားစင်ဖူးတော်တင်တာတို့ရရယူစစ်ဘလူးတွေဟာစကိုင်းငလျင်ဆိုတာစစ်တပ်ကိုဂိုင်းသွားစေတဲ့ဝေးသွားစေတဲ့ငလျင်လို့အထိပ္ပယ်ကောက်ပုံရတယ်လို့ဒေါန်ဆန်းစုကြည်ရဲ့အရှိန်အဝါကိုအလွန်ထိတ်လန့်ကြတဲ့ဗိုလ်ချုပ်တွေဟာစကိုင်းစကငလျင်ကိုဒေါန်ဆန်းစုကြည်စကားနဲ့တက်တူနန်တူဖြစ်နေလို့မန္တလေးငလျင်လို့ခေါ်ရမယ်ဆိုတဲ့ရူးချောင်ချောင်အလုပ်တွေသာလုပ်ခဲ့ကြပါတယ်နိုင်ငံရေးကျင်းသားများကိုကြီးဆောက်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရဖေဖော်ဝါရီ1ရက်2021ခုနှစ်မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်ကနေ2025ခုနှစ်ဧပြီ17ရက်ထိအကြမ်းဖက်စစ်သမားဂိုင်းရဲ့သူတို့ရဲ့လက်ပါစီတွေကြောင့်မြို့တော်လန်ရေးကာလအတွင်းတည်ဆုံခဲ့ကြရတဲ့ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့အယက်သားပြည်သူစုစုပေါင်း6499ဦးရှိခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါပြင်မတရားအာဏာလုဖြစ်စဉ်နဲ့ဆက်ဆက်ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2930ဦးရှိခဲ့ပြီးတော့အဲ့ဒီတဲက22,198ဦးမှာထိမ့်သိမ်းခံနေရဆဲဖြစ်ကထိမ့်သိမ်းခံနေရသူများအနက်မှာ1969ဦးမှာထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ဒါကြောင့်ဆီယနာရှင်ဘေးနဲ့ငလျင်ဘေးကြောင့်ပြည်သူတွေတည်ကြည်ပျက်စီးရမှုကိုနှိုင်းယှဉ်ကြည့်ရင်ချင်းချင်းရှားရှားတွေ့ရမှာကလူလုတ်ကပ်ဘေးဖြစ်တဲ့စစ်အာဏာရှင်မကောင်းဆိုးဝါးဘေးအန္တရာယ်ကပုံမူဆိုးဝါးပြီးတော့အန္တရာယ်ပြုနိုင်တဲ့အပြင်အနာဂတ်ဘဝတွေကိုပါဖျက်ဆီးနေတာမို့နိုင်ငံသူနိုင်ငံသားတိုင်းကစစ်အာဏာရှင်စနစ်ဆိုးကိုအပြီးဖြတ်သိမ်းရမှာပါဝင်တိုက်ပွဲဝင်ရမှာကသမိုင်းပေးတာဝန်တရက်ဖြစ်လာခဲ့ပါပြီအပုပ်နဲ့သွင်းညီနဲ့နေကျွဆွဲလို့လူသက်လိုင်စင်ရထားတဲ့စစ်သမျှဂိုင်းဟာဧပြီ13ရက်နေပြည်တော်မြို့တော်ဝင်မန်းတက်နေပြည်တော်လမ်းလျှောက်တကြမ်းမှာရေပတ်ခန်းချင်းဖလားပြကားတွေကိုလှည့်လည်ပြသတာကိုကြည့်ရှုခြင်းတွေရေပတ်ကစားခြင်းတွေပြုလုပ်ခဲ့ကြတဲ့အပြင်လူစစ်ကောင်းဆောင်စစ်ပွဲပါဝင်ဗိုလ်ချုပ်တွေသူတို့ရဲ့ပြည်သူတွေလူနေတဲ့ဘားတွေမှာတနခါလူခံခဲ့ကြပါတယ်အပုပ်နှံကိုဖျောက်ဖို့သွေးညီနှံကိုဖုံးဖို့တနခါလူထားတဲ့စစ်အာဏာရှင်အပုပ်ကောင်ကြီးကိုပွဲထုတ်ဖို့ဂျိုးရီးယားနိုင်ငံကခံကျေးဇူးသားရှိသူမြို့တို့နန်းတူအကျင့်ပြတ်နိုင်ငံရေးသမားထိုင်းဝန်ကြီးချုပ်ကောင်သက်စင်ရှင်နာဝက်ကဧပြီ4ရက်နေ့ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ဗ
င်္ဂလားပင်လယ်အော်ဒေသနီးပညာနဲ့စီးပွားရေးကဏ္ဍဆောင်ပူးပေါင်းဆောင်ရွက်ရေးဘင်းစတက်ထိပ်သီးစီဝေးပွဲမှာစစ်တော်ဝါဇိုမင်းအောင်လှိုင်ကိုတွေ့ဆုံနိုင်ဖို့သူသမီးထိုင်းဝန်ကြီးချုပ်ကိုတစ်ဖက်လက်နဲ့ဖိတ်ကြားလူရဝင်စေခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာမြန်မာပြည်သူများစုကိုကိုစားပြုတဲ့မျိုးဒေါ်လာရေးအင်အားစုတွေပါဝင်တရားဝင်ရွေးကောက်ခံရပြီးပေါ်ထွန်းလာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းနာမည်အမှန်မပြောရဲပဲမင်းအောင်လှိုင်ကိုစန့်ကျင်တိုက်ခိုက်နေသောတပ်ဖွဲ့တွေအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးကြဖို့တက်စင်ကတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ခါကြီးရကြီးတွေကောင်းမှုကုသိုလ်ပြုရမယ့်နှစ်တစ်ကူအခါသမယတွေပါမချမ်းပြည်သူလူထုကိုလက်ရဲစရဲတပ်ဖြတ်နေတဲ့ထွေးစွန်းလူတက်ကောင်အယူအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ဧပြီ18ရက်နေ့ကြာသပတေးနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအာဆီယံခေါင်းဆောင်တွေဟာလာရောက်တွေ့ဆုံဖို့ရှိနေပြီးတော့ဒီလိုတွေ့ဆုံမှုဟာငလျင်ဘေးနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဓိကဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အနဝါကအကြောင်းပြပြောဆိုခဲ့ပါတယ်။တကယ်တော့ပြည်သူတွေအထက်ထက်လူနေတဲ့မိစ္ဆာဘရင်ယူမင်းအောင်လှိုင်နဲ့ခွန်ဒူးခံဖက်စစ်စစ်တပ်ဟာနိုင်ငံတော်အလုံးမှာပြည်တွင်းစစ်မိတောက်ကြီးအလျံတရင်းကြီးတောက်လောင်စေတဲ့နှိပ်ထားယုံတွေနဲ့သခိုင်းငလျင်ကြီးကြောင့်ဖြစ်ပေါ်လာရတဲ့အနှိပ်ထားယုံတွေကိုပုံမဆိုးဝါးစေတဲ့အဓိကတရားခံတွေသာဖြစ်တာမို့သူတို့ရဲ့တပ်ဖြတ်မှုတွေမရက်သေးပဲအဲ့ဒီသွေးညီပုတ်ကောင်တွေရဲ့တွေ့ဆုံသူတိုင်းလက်ဆွဲနှုတ်ဆက်သူတိုင်းဝိုင်းရန်ကူညီသူတိုင်းဟာပုံနှံကူသွေးပေလူကြရမှာဖြစ်ပါတယ်1389ခုနှစ်တကြံကြီးကတော့လူကောင်းသူကောင်းတွေအတိတရားရှိတဲ့ပြည်သူတွေအတွက်စိတ်မချမ်းမြေ့စရာသတင်းစိုးတွေနဲ့ဒီသဘောပွဲမစင်လွဲလူတော်ပဲနှလုံးမသားရာစွာကုံဆုံးသွားတဲ့အမင်္ဂလာတကြံပွဲတစ်ခုဖြစ်တယ်လို့အသိဉာဏ်နှိမ်ပါပြီးတော့ကိုချင်းတီလာပြည့်ရွှင်းနေတဲ့လူစိုးလူမိုက်မိတ်ဆာယူများတာYouTube ပျော်ပါတဲ့အမင်္ဂလာတကြံတာဖြစ်ခဲ့ပါတယ်။အားကြောင့်လဲဆိုတော့မြန်မာနှစ်တစ်ကိုအတာတကြံကိုဆင်ရင်ကျင်းပကြရတဲ့အဓိကရည်မှန်းချက်ကနှစ်ဟောင်းကအညစ်အကြေးတွေမကောင်းမှုအာဟုဆိုကံအဟောင်းတွေကိုအတာရည်နဲ့စေကြောဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဤဆုံးတော့မဲ့နှစ်ဟောင်းတစ်နှစ်လုံးအတွင်းမှာပြုခဲ့ကျူးလွန်ခဲ့တဲ့ပြစ်မှုအာဟုဆိုအညစ်အကြေးတွေကိုရည်နဲ့စေကြောလို့မပြောင်းဆင်နိုင်ပေမဲ့အသိဉာဏ်နဲ့ပိုင်းခြားပြီးမပြုသင့်မပြုအပ်တဲ့အကုသိုလ်ကံစိုးကံညစ်တွေကိုနှစ်တကူအခါသမယမှာစင်ကျင်နောင်တရလို့နောက်ထပ်မပြုဖြစ်အောင်ရည်မှန်းပြီးမိမိစိတ်ကိုကောင်းမွန်အောင်ပြုပြင်မယ်ဆိုတဲ့သဘောနဲ့စိတ်သက်အတွေးခေါ်အကြံဉာဏ်တွေကိုစေကြော်ရတဲ့ပွဲဖြစ်ပါတယ်။လက်တွေမှာတော့နိုင်ငံကိုစစ်ကြုံပြုဖျက်ဆီးနေတဲ့စစ်ဘလူးတပတ်တွေဟာနှစ်ဟောင်းကပြစ်မှုအာကုသိုလ်အညစ်အကြေးတွေကိုမစေကြောတဲ့ပြင်အာကုသိုလ်တစ်ပြစ်မှုအသစ်တွေထပ်မံကျူးလွန်ရင်ရုပ်ဆိုးကြီးတန်းနဲ့အမင်္ဂလာတကြံကိုစင်ရင်ကျင်းပနေကြတာဖြစ်ပါတယ်။ဒီဆောင်မကိုညီကုန်းချုပ်ရရင်ရာစုနှစ်ဝက်ကျော်မြမပြည်သူတိုင်းရင်းသားရဟန်းရှင်လူတွေရဲ့တိုးရထက်ထက်လူပေနေတာမို့ပုံနဲ့ထောင်ထောင်ထနေတဲ့စစ်စမြအပုတ်ကောင်ကိုတနခါပဲလူမိတ်ကပ်ပဲဖို့ဘလိုပဲပွက်ထုတ်အပုတ်ကောင်ဟာအပုတ်ကောင်ပဲဖြစ်တာမို့မင်္ဂလာမရှိတဲ့ဒီနှစ်တကြံကိုမိစ္ဆာတာကူပုံနှံဆူရရယူတို့တနခါလူချင်းလိုပဲအမိပေးလိုက်ချင်ပါတယ်တိကျနားလေကြတဲ့ညီမပြည်သူတိုင်းအတွက်ကတော့စစ်မကောင်းဆိုးဝါးဂိုင်းကိုဒီနိုင်ငံမှာမရှင်းလင်းနိုင်တဲ့၍တော့လော်ကီငရဲကန်းတွေဆင်းရဲဒုက္ခမျိုးဘေးဆိုးအနိဋ္ဌာယုံမျိုးကိုထပ်ဖန်တလဲအမြဲတမ်းကြုံတွေ့နေကြရမယ်ဆိုတာတန်တရားမရှိကြတော့ပါဘူးဒီစစ်တော်ဝါဇိုးတွေကိုအပြည့်တိုင်ရှင်းလင်းနိုင်မှသာလူတိုင်းရဲ့ဘဝအေးချမ်းလုံခြုံနိုင်မယ်တုတ်တက်သားရဝါပြောနိုင်ကြမယ်ဆိုတာမျိုးဆက်နဲ့ချီပြီးခါတိတဲ့ဘဝဘေးအတိနဲ့တည်ပြီးကြပြီမို့ဆီယနာရှင်စနစ်ဆိုးကိုအမြင့်ဖြတ်တူးထုတ်ပစ်ဖို့စိတ်တုံးချပိုင်းဖြတ်ပြီးကိုစီနိုင်ရာဝင်ကိုထမ်းနေကြပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီဗီမှာပေါ်ပြထားတဲ့မင်းကောင်းချစ်ရဲ့စောင်းပါဖြစ်ပါတယ်မြန်မာပြည်သူပြည်သားပေါင်းလည်းအများဆုံးအေးချမ်းသာယာလွတ်လပ်ပြီးတော့ကိုယ်စိတ်နှဖြစ်ဟာကျမ်းမာချမ်းသာရှင်လန်းပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ